ရှင်ကိုယ်တော်တိုင်မှလွန်ဆန်နိုင်ခြင်းလုံးဝမရှိပါအဖြစ်ပြမတည်မြဲခြင်းကခုမြင်ခုပြောင်းနေညာမရှောင်ပါခင်မီတွေနောင်မြင်လေးခွေမထီသမုဒိယသစ္စာစင်ရင်စာကထားပါမြင်မာမရဏတရားကိုစံပါရင်မရှင်မြတ်ဖျားကိုဤပွားကဒါနသီလဘဝကူရိတ်ခါမလွန်ခင်ယူပါတဏှာအလားလဲသာ၍အပြန်လန်းလေးနာနိုင်ကြစေသာ